online မှာတွေ့ရတယ်အခုမှပြန်ဖွင့်လိုက်တဲ့မဲဆာကိုကြီးอ่ะပေါ့เนาะအပြင်မှာတကယ်ရောလှရလားဆိုတာကျွန်တော်လိုက်ပြပေးပါမယ်ကဲ let's go ကဲကူတော့ဝင်ငင်ပေါ့เนาะကျွန်တော်တို့ဒီလိုအပ်တဲ့ခေါင်းစုပ်တို့ဥထုပ်တို့ဒီမှာယူရရပေါ့ကျွန်တော်ဒီမှာကိုဝင်ပေါက်2ပေါက်ရှိရပေါ့เนาะဒါဒီမှာတစ်ပေါက်ရယ်ပြီးကြလို့ရှိရင်ဒီမှာဒီပေါက်လဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီနောက်ထပ်တစ်ပေါက်ကကြတော့ကျွန်တော်ဒီဘက်မှာပေါ့เนาะဒီဘက်မှာတစ်ပေါက်ချင်းစီမှာကကျွန်တော်တို့အဓိကထင်ကြကူ2ခုရှိရပေါ့ကဲကျွန်တော်တို့အရင်ဆုံးဒီဘက်ကစဝင်မယ်ပေါ့ဒါ Rainbow Cave ဒီထက်မှာကျွန်တော်တို့ line ပေါ်မှာလေနာမည်ကြီးနေတဲ့ဟိုဟာ Rainbow တက်တန့်ရောင်လေးတွေကဲသွားကြည့်ကြအောင်အဲမှာတော့မှောင်မဲနေကျွန်တော်ဒီထဲဝင်မယ်ဆိုရင်တော့နည်းနည်းသတိထားပါတော့တော့မှောင်မဲနေဘာမှမတွေ့ရအောင်မြင်ဝင်ရှိရှိမြင်ကျင်တယ်ဆိုလို့ရှိရင်တော့ဒါမလာခင်ပေါ့နော်ဓမီကြီးကြီးလေးတခုတော့ဆောင်ယူခဲ့တာပိုကောင်းတယ်ကူကဝင်ချင်းမှမှောင်တယ်ပေါ့နော်ဒါပေမဲ့အထဲမှာဆိုလို့ရှိရင်တော့သူတို့ဒီမီလီတွေလောက်ထားပြီးတော့ဒါလည်းပတ်ရတာအဆင်ပြေတယ်ကဲကျွန်တော်တို့အထဲဆက်ဝင်ကြည့်အောင်ကျွန်တော်ဂူထဲကိုဝင်တာနဲ့ဒါရှီလန်းတိုင်းကိုတတိထားပေါ့နော်ကျွန်တော်ကျမ်းမြင်ကဒါရေအဆူနေရဆိုတော့ရှောတယ်ဒီဂူရဲ့ဒီအပေါ်ကြောက်ဆက်ပန်းကိုစွဲနေပါဒါလင်းလို့နေတာမဟုတ်လင်းလို့ရှိနေတော့နည်းနည်းရမယ်ပေါ့နော်ဒါကတော့ဂူရဲ့သဘာဝပဲပေါ့ကဲကူကတော့ကျွန်တော်တို့ဒီဂူရဲ့အဓိက highlight နေရာကိုရောက်ပါပြီဒါကတော့ပုံနေထဲမှာမြင်နေရတဲ့ဒီ Rainbow Cave ပေါ့အပြင်မှာတော့လှတယ်အထဲထဲမှာလည်းလှတယ်အတွင်းထဲကပူတော့လှသေးတယ်ဒီနားပူတော့လာသေးတယ်ဟိုဒီမှာလင်းတို့တောင်ပြန်နေကဲလင်းတို့အနီးကမမြင်ဘူးလေဒီမှာလင်းတော့ပါခြေထောက်ကနေသူကစောက်ထိုးဟုတ်တယ်စောက်ထိုးအေးပြန်တော့မဲကျွန်တော်ဒီနေရာလေးလည်းလှတယ်ဒါပေမဲ့သူတို့ကမီးတခြားမထုံးပေးတာတော့ဓာတ်ပုံရိုက်လို့မရအောင်အခုကျွန်တော်တို့လဲပတ်တဲ့ဒီဂူလေးကကြတော့ဒါ line ပေါ်မှာနာမည်ကြီးတဲ့ဒါ Rainbow ဂူလေးပေါ့နော်လမ်းကတော့လမ်းဆိုတော့ကျွန်တော်တို့ချောတိုင်းပါရရှိတယ်ပေါ့နော်နည်းနည်းတော့တတိထားရမယ်ကဲကျွန်တော်နောက်ဂူတစ်ခုကိုကျွန်တော်ခေါ်သွားပြပေးမယ်ကျွန်တော်နောက်ဂူတစ်ခုကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဝင်တဲ့လမ်းလေးရတိုင်းပြန်ထွက်လာခဲ့ပြီးရင်တော့ကျွန်တော်ဒီလေကားလေးကနေပြပေါ့နော်နောက်ဂူတစ်ခုကိုတက်ပေါ့ကဲနောက်ထပ်ဂူတစ်ခုကိုသွားကြည့်ကြစို့ကဲကိုဝင်သွားတော့ရောက်ပြီအထဲထဲမှာတော့ဂူဆိုရဲထုံးတဲ့အတိုင်းပဲမှောင်နေတယ်ကဲဝင်မယ်ဒီဒုတိယဂူကတော့တိတ်ပြီးတော့မနှက်ဘူးဖျားပဲရှိတယ်ပေါ့နော်ဒီနားလေးမှာကဲအဲ့ဒါဆိုကျွန်တော်တို့နောက်ထပ်ဂူတစ်ခုကိုဆက်ပြီးတော့ဒိုးကြစို့ပေါ့ကျွန်တော်တို့ဂူက၄ပေါက်ရှိရပေါ့နော်2ပေါက်ကိုလဲပြီးသွားပြီနောက်ထပ်2ပေါက်ကဘာလောက်လှအောင်မလဲဘာရှိအောင်မလဲဆိုတာကျွန်တော်လည်းတူသွားကြည့်ကြအောင်ကျွန်တော်တို့အခုလို့မွေးရသည်ဒီကိုလဲပတ်မယ်ဆိုလို့ရှိရင်ကျွန်တော်သတိထားပါတော့ကျွန်တော်ဒီမှာရှောတယ်ကဲဒါတော့ကိုဝင်ပေါက်ပါဒီကူကဝင်ပေါက်2ပေါက်ရှိတယ်ပေါ့နော်ဒါကပထမပေါက်ဒီဘက်မှာကဒါဒုတိယပေါက်ပေါ့ကဲကျွန်တော်တို့ဒုတိယပေါက်ကိုအရင်ဝင်ကြည့်မယ်ပြီးကြမှာဒါပထမပေါက်ကိုပြန်လာမယ်ပေါ့ဒါလေးနည်းနည်းကဲလုံးလေးနဲ့ပဲဖိထားတယ်ဒီအတက်လီကားလေးကိုမတော်လို့ပလက်လက်ပြုတ်ချလိုက်တော့လစ်ပြီโอเคဆက်တကြဒီဒုတိယကူပေါက်လမ်းတော့ဒါပဲပေါ့နော်ပြီးရင်ကျွန်တော်တောလေးကိုဆင်းတဲ့လမ်းလေးဖြစ်သွားပြီကဲအဲ့ဆိုကျွန်တော်တို့ပထမလမ်းကိုပဲပြန်ပြီးတော့သွားမယ်ကဲအခုတော့ကျွန်တော်တို့ဒီပထမလမ်းနဲ့ဝင်လာပြီပေါ့နော်ဒီပထမလမ်းဒါပဲသူဒီဓာကြီးကိုပဲပြထားထဲမှာဆက်ပြီးတော့သွားလို့မရတော့ဆိုတော့ဒီဂူရဲ့အဓိက highlight ကတော့စတော့ကျွန်တော်တို့ပထမသွားခဲ့တဲ့ဒါ Rainbow ဂူပေါ့နော်အဲ့နေရာလေးကတော့အဓိက highlight ပါကဲကျွန်တော်ပြန်စင်းကြစို့အခုကကျွန်တော်တို့ဒါဂူကတော့2ဂူလဲပြီးသွားပြီပေါ့နော်တကယ်လို့ဒီလူငယ်တွေတွက်ပေါ့နော်ဒီတော်ရင်ဒီစွန်သားကန်တွေကိုကြိုက်တဲ့လူငယ်တွေအတွက်ဂူ2ဂူအပြင်ကဲအခုနေရှာထွေးလေးလည်းရှိသေးတယ်ကဲနေရှာထွေးမှာလမ်းလျှောက်ချင်တဲ့လူငယ်ဆိုလို့ရှိရင်လည်းဒါဒီမှာလမ်းလျှောက်ပြီးတော့ဒါတော်ရဲမှာလျှောက်ပတ်ဒိုးလို့ရရပါတော့အခုကကျွန်တော်တို့ဒီနောက်ထပ်ဒီတောင်ရင်အောက်မှာ
တောင်ကြီးအောင်မှာဂူပေါက်လေးဝင်ပေါက်လေးတေးသေးလေးတစ်ခုရှိသေးတယ်ပေါ့နော်အမှဒီထဲကတော့ဒါဒီဂူသွားတဲ့မြေပုံဒါရရှိမယ်ဒါလေးပေါ့နော်ကဲဆိုတော့ကျွန်တော်ဒီနောက်ဆုံးဂူထဲဝင်ကြည့်အောင်ကဲကျွန်တော်ထဲကိုဘာရှိမလဲဝင်ကြည့်အောင်ပေါ့ဒါနေရာကြီးမှာဆွဲထားတာဘာကြီးလဲပေါ့နော်ပုံဆွဲထားတယ်ကဲထဲထပ်ဝင်ကြည့်အောင်ဝင်ပေါက်ကတော့ဒါကျင်းသွားပြီပေါ့နော်လူတကူသာဝင်တိုးတဲ့အပေါက်တော့ပဲကျန်တော့တယ်အော်အထဲမှာကျေးကျန်တယ်ကဲ let's go okay okay ဒီတောင်တစ်တောင်လုံးရဲ့ဂူတိုင်းကကျွန်တော်တို့ဒီမှာဒီ rainbow တက်တက်ရောင်လေးတွေကြီးပဲ okay အထဲထပ်ဝင်ကြည့်အောင်ကဲအထဲကိုထပ်သွားပါမယ်ဒီမှာလဲလမ်းလေးတစ်လမ်းဒါပေမဲ့ဒီလမ်းတော့ကျင်းသွားပြီဒီမှာလဲအတက်လမ်းလေးတစ်လမ်းကဲကျွန်တော်အတက်လမ်းကိုဆက်တက်ကြည့်အောင်ဟိုလာတယ်ဒီအပြင်မှာဒီဗီဒီယိုတွေတော့မသိဘူးပေါ့နော်အပြင်မှာဆိုအယောင်လေးလဲနဲ့လာကဲအော်ဒါပဲအတက်ကတော့ဒီမှာပဲလမ်းဆုံးသွားပါပြီပေါ့နော်ဒီမှာဆင်းတဲ့လမ်းလေးတော့ရှိသေးတယ်ဆင်းတဲ့လမ်းလေးကတော့ဒါကျွန်တော်ခန္ဓာကိုယ်ကြီးနဲ့ဝင်ရတာအဆင်မပြေလို့မဝင်တော့ဘူးပေါ့ဆိုတော့ကျွန်တော်ပြန်ထွက်ပါမယ်ဒီကူကတော့ဒီတော့ပင်ရှိတယ်ကျွန်တော်တို့ဒီမဲဆကူရဲ့ခီးစင်လေးကတော့ဒီလောက်ပဲပေါ့နော်ဒီကူကသူကဖွင့်တာ4-5ရက်လောက်ပဲရှိသေးတယ်ပေါ့သူကဝင်ကြီးတရားပေးရတယ်ရှင်းမှန်နေလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တနားရီခွဲလောက်တော့လာရတယ်ပေါ့ဆိုတော့ဒီကူကဝင်ကြီးတရားနဲ့ဒါတန်လားမတန်လားဆိုလို့ရှိရင်တော့ဒါလူငယ်အတွက်ဆိုလို့ရှိရင်ဒီကူလေးကိုတော့ကျွန်တော်ကဒါလာလဲဖို့ recommend အများကြီးပေးတယ်ပေါ့နော်လူကြီးတွေအတွက်ဒုနာတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီကူကအဆင်ပြေမှာမဟုတ်ဘူးသူကအတက်အဆင်းရှိတယ်ပြီးရလို့ရှိရင်မိုးရွာတော့ဒီလေကတိတိရရှော့ပဲပေါ့နော်ကဲဒီလောက်ပါပဲ bye bye